အားလုံးပဲမင်္ဂလာပါရှင်လူတစ်ယောက်ကဘလောက်ပဲကံနေဆိုးနေပါစေဘလောက်ပဲအခက်အခဲတွေဖြစ်နေပါစေဘလို့ကုသိုလ်မျိုးကိုဖြည့်လို့ရှိရင်တော့ဒီအခက်အခဲတွေကနေပြန်ပြီးတော့လွတ်မြောက်လာမလဲဆိုတာလေးကိုဝေမျှပေးချင်တယ်ဆိုတော့ကိုယ်မှာဘလောက်ကြီးပဲအခက်အခဲတွေရှိနေတယ်ငွေရေးကြေးတွေเนาะစသဖြင့်လူတိုင်းမှာကိစ္စဆိုတာအများကြီးရှိကြတာပဲเนาะဆိုတော့အဲ့လိုမျိုးအခက်အခဲတွေရှိလာပြီးကိုလည်းကံနေညံ့နေတယ်လို့ခံစားနေရတယ်ဆိုလို့ရှိရင်အဓိကဘာကိုကံကိုပြုပြင်ရမလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့နေ့စဉ်လုပ်နေတဲ့ဒီကုသိုလ်ကံတွေကိုနေ့စဉ်ပြုလုပ်နေတဲ့အရာတွေအားလုံးကိုပြုပြင်ပြောင်းလဲပေးရမယ်မပြောင်းလဲသေးလို့ရှိရင်ဒီပုံစံအတိုင်းမဲ့ဒီအခက်ခဲကနေဘယ်လောက်ထိအချိန်ကြာကိုကဒီထဲမှာပဲရောက်နေမယ်ဆိုတာမသိနိုင်ဘူးအဲ့တော့ကိုယ့်ရဲ့နေ့စဉ်လုပ်နေတဲ့လုပ်ရက်တွေအပြုမှုတွေပြောဆိုတွေဆိုတာကပြောင်းလဲယူမှရမှာပေါ့နော်ဆိုတော့ဘလို့ပုံစံနဲ့ကုသကံတွေဖြည့်ပေးရမလဲဆိုလို့ရှိရင်တော့အဓိကနေ့တိုင်းကိုယ့်ရဲ့မနေ့ခင်အိယာနိုးထားလာတဲ့အချိန်မှာเนาะအိယာနိုးထားလာတဲ့အချိန်မှာဆက်ဆချင်းကိုယ့်ရဲ့စိတ်ကအရေးကြီးဆုံးဖြစ်နေတယ်ကိုယ့်ရဲ့စိတ်ကိုဘလို့ပုံစံလေးထားရမလဲဆိုတော့ခါတိုင်းဆိုလို့ရှိရင်အိယာနိုးလာတယ်ဆိုလို့ရှိရင်ငါဒီအခက်ခဲကြီးကနေလွတ်မြောက်ပါမလားမသိဘူးငါတော့ဘလို့ပုံစံနဲ့ငါလွတ်မြောက်အောင်လုပ်ရမလဲငါမှဒီပြဿနာတွေဖြစ်နေတာပြီဘယ်လိုလုပ်ရမလဲဒုက္ခပါပဲဆိုပြီးတော့မှအဲ့ဒီပုံစံမျိုးနဲ့ပဲတွေးပြီးတော့မှအဲ့ရနိုးလာကြတာတွေဖြစ်တယ်ဆိုတော့အခုပြောချင်တာကအဲ့ဒီအတွေးကိုလုံးဝမတွေးတော့ပဲနဲ့အဲ့ဒီအတွေးကိုလုံးဝမတွေးပဲနဲ့ကိုယ့်ရဲ့ဒီအတွေးတွေကနေလုံးဝကြီးစွန့်ထုတ်ပလိုက်ပြီးတော့မှအတွေးကနေစပြီးတော့ဒီချေတို့ကောင်းတဲ့အရာကိုပြောင်းလဲသွားဖို့လိုအပ်တယ်เนาะအဲ့တော့အဲ့ရနိုးလိုက်တာနဲ့ကိုယ့်ရဲ့စိတ်ထဲကနေငါဒီနေ့အတွက်တော့ငါဒီနေ့ကနေစပြီးတော့ငါရဲ့ဒီအခက်ခဲကြီးကနေပြီးလွတ်မြောက်သွားဖို့အတွက်နီလန်ကောင်းတစ်ခုငါမှရှိနေတယ်တေချာပေါက်ငါဒီခက်ခဲကနေအောင်မြင်မှာဆိုတဲ့အတွေးလေးကိုစပြီးတော့တွေးကြည့်ပါစပြီးတော့တွေးပြီးတော့မှအဲ့ရနိုးထလာခဲ့ပါအဲ့တော့လူတိုင်းကကိုအောင်မြင်ခြင်းနဲ့ကိုအခက်ခဲတွေအဆင်ပြေမဲ့နီလန်ဆိုတာလိုချင်ကြတာကြီးပဲဒီနီလန်တွေးတော့မှပဲဒါကိုလိုက်လို့ရင်းထဲမှာအဆင်ပြေမှုတွေဆိုတာရလာကြတာဆိုတော့အရင်ဦးဆုံးကိုအတွေးကနေအရင်ဦးဆုံးထွက်လိုက်ဖို့လိုအပ်တယ်အဲ့တော့ငါဒုက္ခပဲငါဒီခက်ခဲရဘယ်လိုလုပ်ရမလဲဆိုတာယူတွေးနေမယ်အစားမတွေးနဲ့တော့ငါအတွက်နီလန်ကောင်းတစ်ခုတေချာပေါက်ငါမှရနေပြီငါတေချာပေါက်ကိုအဆင်ပြေတော့မှာဆိုတဲ့အတွေးလေးနဲ့ရဲဝံ့တွေးပြီးထလိုက်တာเนาะဒါပထမအဆုံးအချိန်ကိုယ့်ရဲ့အတွေးကိုပြောင်းလဲပစ်လိုက်တာအဲ့တော့နောက်တစ်ခုကဘာလုပ်ရမလဲဆိုတော့အဲ့ကနိုးထလာပြီးဒီအတွေးလေးနဲ့ထပ်လာပြီးတဲ့အခါမှာပုံမှန်လုပ်နေကြအလုပ်တွေလုပ်နေတဲ့အချိန်မှာစိတ်တွေညစ်ပြီးတော့မှဒီပြဿနာကိုပဲတွေးပြီးတော့မှလုပ်နေမယ်အစားเนาะအလုပ်ကတော့ပုံမှန်လုပ်နေရတာပဲလीเนาะကိုထမင်းစားဖို့ရက်တည်ဖို့အတွက်အလုပ်ကတော့လုပ်နေရတာရဲ့အဲ့တော့အလုပ်နေတယ်ဆိုတဲ့အချိန်မှာခုနကစိတ်ကိုတွေးပြီးလုပ်နေမယ်အစားခုနကအခုဒီချက်ပြောပြမယ်ငါအဆင်ပြေနေပြီငါအဆင်ပြေတဲ့နီလန်ငါမှရှိတယ်အဲ့တော့အဲ့နီလန်ကိုငါရှာမယ်ငါဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဒီတိုင်းရက်တက်နေမဲ့သူမျိုးမဟုတ်ဘူးငါမှကံကောင်းနေလေရှိတယ်ငါလိုချင်တဲ့အရာတွေကလည်းငါရှိကိုအချိန်တိုင်းတာတစ်ခုမှရလာမှာပဲအဲ့တော့ငါကဒီတိုင်းစိတ်ညစ်နေလို့အတွက်အလကားပဲအဲ့တော့ငါမှစိတ်ညစ်စရာတွေကိုလုံးဝမလိုချင်တော့ဘူးငါမှစိတ်ပျော်ရွှင်စရာတွေနဲ့အလောက်ကိုင်းနေအဆင်ပြေမဲ့နီလန်းနေတယ်ငါမှငါရှိကိုတေချာပေါက်ရောက်လာမှာဆိုတဲ့အတွေးမျိုးလေးတွေတွေးပြီးတော့မှစိတ်ပျော်ရွှင်စရာလေးတွေတွေးပြီးတော့မှအလုပ်ကိုလုံးမယ်ဆိုလို့ရှိရင်အဓိကကိုကအတွေးပြောင်းလိုက်တာဖြစ်တယ်ကိုယ့်ရဲ့အထဲထဲကမကောင်းတဲ့ negative energy ကိုပြောင်းလဲလိုက်တာဖြစ်တယ်အဲ့တော့အဲ့ဒီဟာကိုပြောင်းလဲလိုက်တော့မှပဲကိုယ်နဲ့အဆင်ပြေမယ်ဆိုတဲ့နီလန်းတွေကကိုယ့်ရှေ့ကိုရောက်လာမှာဖြစ်တယ်အဲ့တော့ဒီလိုမျိုးအရင်ဆုံး energy တွေကို change ချပေးလိုက်ရမယ်ပြီးပြီဆိုလို့ရှိရင်ကိုဘာတွေကိုဖြည့်ကျင့်ရမလဲဆိုလို့ရှိရင်ကိုလုပ်ရမယ့်အလုပ်ကကုသိုလ်ကောင်းမှုတွေပဲလုပ်ရမှာကုသိုလ်ကောင်းမှုတွေလုပ်မယ်ကံတရားတွေကိုချိန်မယ်အဲ့တော့ energy ကိုအရင်ချိန်ချလိုက်တယ်ပြီးတဲ့ခါကျရင်ကံတရားတွေကိုချိန်မယ်ဆိုတဲ့ခါကျရင်ဘာလုပ်ရမလဲကုသိုလ်ကောင်းမှုပဲတစ်ခုပဲသေချာပေါ့လုပ်ဖို့လိုအပ်တယ်ဆိုတော့ကုသိုလ်ကောင်းမှုဒီဘာတွေကိုလုပ်ရမလဲဆိုတဲ့ခါကျရင်ကိုအိမ်မှာရှိနေတဲ့မြတ်စွာဘုရားကိုတောက်တော်ကြီးကိုပုံမှန်ကိုယ့်ရဲ့တက်စီလေးကတ်လူပေးတာမျိုးဒါကဘာမှပတ်စံနေအများကြီးကုန်တဲ့အရာမဟုတ်ဘူးပေါ့လေနော်ဆိုတော့နောက်တစ်ခုကကြတော့ဒီတောက်တော်ကြီးကိုနေ့စဉ်ပုံမှန်ကိုယ့်ရဲ့တက်စီလေးကတ်လူပေးတာအေးလေးကတ်လူပေးတာရတယ်နော်အဲ့ဒါတွေအဲ့တော့နောက်တစ်ခုကကြတော့နေ့စဉ်ကိုယ့်ရဲ့အာစိဏကံကုသိုလ်ဆိုတာတစ်ခုကအများအားရှိကိုရှိရမယ်အာစိဏကံနဲ့ပတ်သက်ပြီးတော့ကုသိုလ်တစ်ခုလုပ်ရမယ်မြေတိဘာသာရက်မစိုးမြေတိဘာသာကိုးကွယ်တဲ့သူမစိုးသက်ဆိုင်ရာမှာကုသိုလ်ကောင်းမှုလေးတွေဆိုတာရှိကြတယ်အကုန်လုံးဆိုတော့ကုသိုလ်ကောင်းမှုတွေများလုပ်ပြီး
နော်အတွေးတွေကိုအဓိကကအကောင်းဘက်ကိုများတွေးပြီးအဲ့လိုအချိန်မှာကောင်းတာတွေအများကြီးရွေးလုပ်လိုက်တာနော်အဲ့လိုမျိုးလေးတွေကဆိုလို့ရှိရင်ကိုယ့်အတွက်ကအကောင်းဆုံးရည်တွေကပဲဒါတွေကနော်တခြားသောအရာတွေဘာမှကိုဟိုအဓိကတခြားသောအရာတွေမှာကိုကအာယုံလည်းမကျဘူးလှုပ်လည်းမလုံးနိုင်သေးဘူးဆိုအခုကျေပြတာပေါ့ပါပါလေးနဲ့နော်အခက်ခဲတွေမှန်တယ်များလွတ်မြောက်လာမယ်ဆိုတော့နီလန်းမျိုးလေးအရင်ဆုံး energy change တယ်နောက်ကံတရားတို့ပြုပြင်တယ်ပြုပြင်တယ်ဆိုတဲ့အခါမှာကုသိုလ်ရေးတွေနဲ့ပဲပြုပြင်သွားတာမျိုးတွေရှိတယ်အဲ့တော့အခုဒီချက်ပြောပြခြင်းတဲ့အရာကဒီချက်ပြီးခဲ့တဲ့ဒီအချိန်တုန်းကဒီချက်ဒီငွေကြေးနဲ့ပတ်သက်တာတွေဝန်လန်းဖို့ဆိုပြီးတော့ချက်ပေးထားတဲ့ဒိဋ္ဌံကျင့်စဉ်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါလေးကဘာလေးလဲဆိုလို့ရှိရင်ဂုံတော်ဗုဒ္ဓဘာသာဝင်တွေအတွက်ပါနော်ဂုံတော်၉ပါးကို၉ကောက်ပူဇော်တာဒီဝတပတိဂါထာကို၉ကောက်ပူဇော်တာနောက်ပြီးတော့ရှင်သမလိဂါထာကို၉ကောက်ပူဇော်တာအဲ့ဒီဒိဋ္ဌံကျင့်စဉ်လေးကလူတိုင်းအဆင်ပြေတဲ့အောင်မြင်တယ်ဆိုပြီးဒီချက်ကိုလာပြီး Messenger တွေမှာ Viber တွေမှာလာပြီးပြောကြတဲ့သူတွေအများကြီးပဲရှိတယ်အဲ့တော့ဒီနေ့တက်တိလုံနေတော့မယ်ဆိုပြီးတော့မှဒီချက်အရန်ကိုမှအဆင်ပြေတယ်ဆိုတော့သတင်းစကားတွေလည်းကြားရတာဖြစ်တဲ့အတွက်ကြောင့်အရန်လည်းဝမ်းသာတဲ့အတွက်ဒီဟာကိုထပ်ပြီးတော့ share ပေးတာပေါ့နော်ဆိုတော့အဓိကဒီလိုဂုဏ်တော်တွေကိုအချိန်ကြာထုံမုန်းပြီးတော့မှရွတ်ဖတ်တဲ့ဇယ်လာတယ်ဆိုလို့ရှိရင်ဒီဂုဏ်တော်တွေရဲ့အကျိုးအာနိသင်ကကိုယ့်စီကိုတက်ရောက်မှုတွေရှိလာတာပေါ့အဲ့တော့ပြောချင်တာတက်ရောက်မှုတွေရှိလာတာဆိုတော့ကိုကစုမတောင်းပဲနဲ့လည်းပဲကိုယ့်အရှိမအစဉ်ပြေမှုတွေရောက်လာတာမမျှော်လင့်တဲ့အခွင့်အရေးတွေကကိုယ့်စီကိုဝင်လာတာအဲ့တော့ဒါမျိုးလေးတွေဖြစ်လာတာမို့လို့အဲ့တော့ပေါ့ဘာလွယ်ကူနဲ့လက်လို့ရတဲ့ဒိဋ္ဌံကျင့်စဉ်လေးကိုလည်းဖြစ်တဲ့အတွက်ကြောင့်ဒါကိုထပ်ပြီးshareပေးတာเนาะလူတွေမေ့သွားမှာဆိုလို့เนาะဒါကလည်းတကယ်ကိုမှအကျိုးများတယ်ဆိုပြီးတော့တစ်ချက်စီမှာအများကြီးပဲပြောကြသူတွေရှိတယ်တစ်ချက်လည်းလောက်ပါတယ်ဆိုတဲ့အခါကျတော့အဓိကမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာအမတန်ကိုမှတကယ်ကိုအစွမ်းထက်တဲ့ဂုဏ်တော်တွေလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုအချိန်ကြာလေးထုံမွန်းလာတဲ့အခါကျတော့ကိုယ့်ရဲ့ကံရဲ့တွေပါပြောင်းလဲလာတာကိုတွေ့ရတယ်ဒါကြောင့်မလို့အခက်အခဲတွေဘယ်လောက်ပဲရှိနေတာပဲဖြစ်ဖြစ်ငွေကြေးပိတ်ဆို့မှုတွေဖြစ်နေတာအလုပ်ကိုင်းတွေအဆင်မပြေဘူးဖြစ်နေတာပဲဖြစ်ဖြစ်အခုဒီချက်ပြောတဲ့ဒိဋ္ဌံကျင့်စဉ်ကိုလုပ်ကြည့်ပေးပါအဲ့ဒါဆိုလို့ရှိရင်တော်တော်လေးကိုမှကိုယ့်ရဲ့ဘဝမှာထွက်ပေါက်တွေတွေ့လာမယ်နီလန်းတွေတွေ့လာမယ်ကိုယ့်ကိုကုညီမဲ့သူတွေတွေ့လာမယ်လမ်းကြောင်းတွေပွက်လာမယ်ပေါ့နော်ဒါကြောင့်ဒါလေးကိုလာပြီး sharing လုပ်ပေးတာပါရှင်ကျေးဇူးများတင်ပါတယ်